အားလုံးပဲမင်္ဂလာပါ Storytelling မှာနေပြန်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးမှာကတော့ Arkham Verse ကနာမည်ကျော်ဇာတ်လမ်းတစ်ခုဖြစ်တဲ့ Away Eternal ဆိုတဲ့ကိုရောပိုင်ရဲ့ဘဝဇာတ်လမ်းအကြောင်းပဲဖြစ်ပါတယ်မြန်မာပြည်မှာတော့ထာဝရအသက်ရှိလို့သူလို့လူသိများကြတာပေါ့ဒီလိုမျိုးကျင့်ကြံခြင်းဇာတ်လမ်းတွေနဲ့စိတ်ဝင်စားကြကောင်းတဲ့တုံးဝ recap တွေကိုနားထောင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော် channel လေးကို like and subscribe လုပ်ပေးထားကြပါဦးကိုရိုပိုင်တို့ကဘာမှာဂိုင်းတီးတီးကကျင့်ကြံသူတွေကိုရေးချင်းစစ်ပြီးရေးချင်းလိုက်ခွင့်လန်းတွေရစေဖို့2 million စံတပ်ပွဲတွေကျင်းပလေးရှိကြပါတယ်ကိုရိုပိုင်တို့ရဲ့မူလအစမြေအောက်ပိုင်းကိုင်းမှာတရေသားကျင့်ကြံခြင်းစစ်တွေထွက်ပေါ်လာဖို့တော့မှအရင်မြစ်ကနေပါလွန်းတာကြောင့်ဖြစ်သလောက်နဲနေခဲ့တာပါမြစ်လေပိုင်းမှာတော့ကျင့်ကြံသူတွေအနေနဲ့နန်းစင်တီရောက်နိုင်မှုပြနိုင်ခြေရှိပြီးဒီအတွက်ပြင်းထန်တဲ့ပြန်ဆိုင်မှုတွေနဲ့ဂိုင်းတွေကြာရန်လိုမှုကလည်းပိုကြီးနေခဲ့ပါတယ်မြေအောက်ပိုင်းကဂိုင်းတွေတော့နဖျားတစ်ပိုင်းစင်တီတက်လန်းနိုင်ခဲ့ပြီးလက်ရှိကိုရိုပိုင်တို့တစ်ကမ္ဘာလုံးမှာဒီအဆင့်ကိုရောက်ထားတဲ့သူက10ယောက်ကျော်ပဲရှိတာပါနဖျားတစ်ပိုင်းစင်ရောက်သွားသူတွေကတော့ဒေတာကြီးတစ်ခုလုံးကိုလွှမ်းမိုးနိုင်လောက်အောင်စွမ်းအားကြီးလို့မြနန်းစင်တွေကတော့ဂိုင်းတစ်ခုလုံးကိုဖျက်ဆီးနိုင်လောက်အောင်စွမ်းအားကြီးတဲ့သူတွေဂိုင်းတီထောင်သူဘိုးဘေးတွေလို့နားလည်ထားရင်ရပါတယ်လက်ရှိကိုရိုပိုင်တို့ပြိုင်နေတဲ့ပြိုင်ပွဲမှာဆိုရင်တော့ကိုရိုပိုင်တို့ကအဆင့်2ဆင့်နဲ့ရှင်ပြိုင်ရမှာဖြစ်ပြီးပြိုင်ပွဲစီးမြင့်ကတော့ပြိုင်ပွဲကာလအတွင်းတယောက်ကိုတယောက်မတက်ဖြတ်ကြဘူးပါပဲစီကံဖောက်သူကတေတံပိတ်ခံရမှာပါဒါကြောင့်ပထမဆုံးစစ်အနေနဲ့မြေရိုင်းဒေတာကိုကြော်ဖြတ်ရမှာဖြစ်ပြီးဒီနေရာမှာတော့ပြန်တန်းချင်းတက်ကိုပိတ်ပင်ထားခဲ့ပါတယ်။ဒါအပြင်တည်တည်နိုင်လောက်တဲ့အနေတွေရှိနေတာကြောင့်လောနေတဲ့ခိုင်းသားတွေထိခိုက်ဒေဆုံးကုန်ပြီးအားလုံးလည်းထိတ်လန့်ကုန်ကြရပါတယ်။တာအုပ်ကိုင်းကတော့သူတို့ရဲ့အုပ်စုလိုက်စီရင်ကိုသုံးချပြီးမြေကြီးတွေကထွက်လာတဲ့စူးကျွန်းတွေကိုကြော်ဖြတ်ခီးဆက်နေခဲ့ကြတာပါ။ဒါကုန်မြင်တဲ့ရှင်းကိုင်းနဲ့ကြစ်ကိုင်းနှစ်ကိုင်းကလည်းအဖွဲကိုစီအစီရင်ကိုစီနဲ့တာအုပ်ကိုင်းတော့ကိုလိုက်လာခဲ့ကြပါတယ်။အကွာအဝေးတစ်ခုစီမှာရှိနေပေမဲ့အဆင်ပြေချောမွေ့နေခဲ့ပြီးကိုရိုပိုင်နဲ့တားရဲ့ပြင်လေးကတော့အားလုံးကိုထိုင်ကြည့်ရင်အနေနဲ့ကင်းအောင်နောက်ကပဲလိုက်သွားမယ်လို့ဆုံးဖြတ်ထားခဲ့တာပါ။ဒီလိုနဲ့အကွာအဝေးတစ်ခုရောက်မှာတော့ကိုရိုပိုင်လည်းနောက်ကတတရာလိုက်သွားပြီးရှင်းကိုင်းနဲ့ကွာတဲ့နေရာတစ်ခုကနေစောင့်နေလိုက်ပါတယ်ကိုရိုပိုင်ဘယ်လိုလိုက်လာလဲလို့အကဲခတ်နေကြသူတွေရှိတာကြောင့်ကိုရိုပိုင်လည်းစီနီလက်ကသူကန်ကောင်းလို့လာတာဖြစ်ပြီးတင်မလို့ဖြစ်ခဲ့ရကြောင်းကိုညီးတွားပြီးဒရမ်မာကင်းနေလိုက်ပါတယ်ဒါပေမဲ့ဒါကိုမယုံတဲ့ရှင်ကိုင်းခေါင်းဆောင်ဖြစ်သူချန်ယူရှန်ကတော့ကိုရိုပိုင်ကိုစတင်တိုက်ခိုက်ပါတော့တယ်ကိုရိုပိုင်ကမင်းစီကန်ဖောက်ကျင်တာလားလို့မေးလိုက်ချိန်မှာတော့ချန်ယူရှန်ကမင်းကငါတတ်မရပေမဲ့ထောင်ချောက်တွေကတော့မင်းကိုတပ်ပစ်နိုင်တယ်လို့ပြောကထောင်ချောက်တွေပေါ်လာအောင်လို့ကိုရိုပိုင်အနီးနားကနေရာတွေအကုန်လုံးကိုစွမ်းအားတွေနဲ့ပစ်ခတ်တိုက်ခိုက်ပါတော့တယ်ဒါကြောင့်ကိုရိုပိုင်လည်းတက်ရှိကျန်းတွေက6လောက်စွမ်းအားကိုတုံပြီးထွက်ပြေးနေခဲ့ရချိန်မှာတော့ကိုရိုပိုင်ကသူ့အားသူ့ကိုပြီးလွတ်မြောက်လာခဲ့တာမှန်သိကြလို့အားလုံးအံ့ဩကုန်ကြရပါတယ်ဒါပေမဲ့ဒါကြောင့်ပဲသူတို့ရင်တွေကအမုန်းတရားတွေကလည်းပိုကြီးလာပြီးကိုရိုပိုင်ကိုအရှင်းမရောက်ခင်ရှင်းပြဖို့ပိုလောလာခဲ့ကြရတာပါရှင်းကိုင်းတဲ့ကြိုင်တစ်ခုလုံးကကိုရိုပိုင်ကိုရှင်းမရောက်တားနေခဲ့တာကြောင့်အစီရင်တွေကပိုတက်ဝင်လာပြီးကိုရိုပိုင်လည်းရုတ်တရက်ຫນွေတွေရဲ့ဖန်ဆီးမှုကိုခံခဲ့ရပါတယ်ဒါပေမဲ့ကိုရိုပိုင်ရဲ့တစ်ပင်တစ်တောင်စစ်သားဖြစ်စေခြင်းစဉ်ကြောင့်ဒါဟာသူ့အတွက်ခက်ခဲတစ်ခုမဟုတ်ခဲ့ပဲလွယ်တကူဖြေရှင်းနိုင်ခဲ့တာပါပြဿနာကကိုရိုပိုင်လွတ်သွားတာကြောင့်ပေါက်ကွဲသွားတဲ့ချန်ရှင်ကကိုရိုပိုင်ကိုတိုက်ရိုက်တိုက်ခိုက်ဖို့ကြိုးစားလာခဲ့တာဖြစ်ပြီးကိုရိုပိုင်လည်းခုခံကာကွယ်ရင်းသူ့ကိုတိုက်ခိုက်ဖို့ကြိုးစားနေတဲ့ဂိုင်းသားတွေရှိတဲ့နေရာကထောင်ချောက်တွေကိုပဲဥတီတိုက်ခိုက်လိုက်ပါတယ်ဒေါ်လာထွက်လေအမားပါလေးဖြစ်တာမို့အမားမှန်မိုးခံနိုင်တဲ့ချန်ရှင်ကတော့ကိုရိုပိုင်ကိုအားပြပါတယ်လက်ဝါးချက်တစ်ခုပြစ်လွတ်တိုက်ခိုက်လိုက်ပြီးကိုရိုပိုင်ကလည်းဒီလက်ဝါးချက်ကိုခုခံရင်းကနေအကြံတစ်ခုရသွားခဲ့ပါတယ်အဲ့ဒါကတော့ချန်ရှန်ရဲ့အစွမ်းတွေကိုတောက်ကန်ကျင့်ကြံသူတွေစီလွှဲပေးပြီးရန်တိုက်ပစ်လိုက်ဖို့ပါပဲဒါနဲ့ပဲသူထိမ့်မထားနိုင်တယ်လို့ဟန်ဆောင်ခဲ့တာကြောင့်ချန်ရှန်ရဲ့တိုက်ခိုက်မှုကတောက်ကန်သားတွေစီကိုရောက်သွားခဲ့ရပါတယ်ဖြစ်စစ်တစ်ခုလုံးနဲ့ဝေးမှနေနေတဲ့တောက်ကန်သားတွေလည်းအလစ်တိုက်ခံရတယ်လို့ဖြစ်သွားတာကြောင့်အစီရင်ကိုထိမ့်မှုခတ်သွားပြီးထိခိုက်မှုတချို့ရရှိခဲ့ပါတယ်ဒါကြောင့်နှစ်ပတ်သားအငင်းပွားပြီးပြန်လည်တိုက်ခိုက်မှုတွေဒီဖြစ်လာခဲ့တာပါရန်သူလက်နဲ့ရန်သူကိုပြန်ရှင်းရင်ကိုရိုပိုင်ကတော့အကျဉ်းနဲ့ကြီးကျဉ်းနဲ့ကအလုံးတက်ရှိကိုရောက်ရှိသွားခဲ့ပါတော့တယ်ကိုရိုပိုင်ကတမန်နေရာကိုရောက်ရှိသွားတာကြောင့်နမီလီယံပြိုင်ပွဲကြီးရဲ့အမွေနှစ်လူပဲဒုတိယဆင့်ကိုရောက်ရှိသွားခဲ့ပါတယ်ဒီအဆင့်မှာတော့ထွက်လာတဲ့ဂိုင်းမွေနေတဲ့စိတ်တွေကိုသူ့ထက်ငါပြိုင်လူကြရမှာဖြစ်ပြီးမြတ်မြတ်ရတဲ့ဂိုင်းကအရင်မြစ်ခွဲတန်းပို့ရမှာဖြစ်ပါတယ်အပြင်ဘက်ကခေါင်းဆောင်ကြီးတွေလည်းဒုတိယဆင့်ရောက်သွားတာကြောင့်ဘသူအများဆုံးရနိုင်မလဲဆိုတော့ကိုစတင်ဆွေးနွေးနေကြတာပါအထဲမှာတော့ကိုရိုပိုင်ကရှေ့ဆုံးကဖြစ်ပေမဲ့ဘာအိုင်နေရီရှိမှမသိတဲ့ဒီတစိတ်ပြားကိုအသေးတန်လူနေဖို့ထက်တစိတ်ပြားတစ်ခုလောက်ပဲရရင်တော်ပြီလို့တွေးနေကြတာပါဒါကြောင့်ပဲလမ်းဖက်ပေးလိုက်ပြီးကျန်တဲ့ဂိုင်းတွေကတော့သူတို့ရဲ့အစွမ်းထက်ဆုံးသူတို့ရဲ့ရုပ်ခန္ဓာတွေကိုစင့်ခေါ်ပြီးတစိတ်ပြားတွေကိုသူ့ထက်ငါအသာရအောင်ယူနေကြကြပါတယ်ဒါကြောင့်အပြင်ကအမှတ်သားပြကြောက်တိုင်မှာကိုရိုပိုင်ကလွယ်ရင်ဂိုင်းတီးတီးကလူတွေရမတ်တွေကပေါ်ထွက်လာခဲ့ပါပြီဂိုင်းဘိုးဘေးကြီးတွေကတော့နီးရဂိုင်းရလက်မကောင်းပါကိုခွင့်ရေးထက်ယူဖို့ကြိုးစားလိုက်ပြီးနီးရဂိုင်းကတစိပ်ပြားအနည်းဆုံးရမယ်ဆိုတာကိုလောင်းမလားလို့ရှင်းဂိုင်းဘိုးဘေးကစပြီးစိန်ခေါ်လိုက်ပါတယ်လောင်းကြီးတွေနဲ့သူတို့ဂိုင်းရဲ့ရတနာတစ်ခုဖြစ်တဲ့ကျဲပြန်တစိမ်းကိုပေးမှဖြစ်ပြီးရှုံးခဲ့ရင်နီးရဂိုင်းကသူတို့ဂိုင်းရဲ့ဂိုင်းရင်မြန်ကိုပြန်ပေးရမှာပါဒါကဂိုင်းတစ်ခုလုံးကိုတော့တင်သွားနိုင်တဲ့ရတနာတွေဖြစ်နေလို့အရန်ရေးကြီးလို့ဆုံးရှုံးခဲ့ရင်လည်းနစ်နာမှုများမှကြောင့်ဘိုးဘေးဟန်ကျုံကတော့မလောင်းကျင်ဖြစ်နေခဲ့တာပါဒါပေမဲ့တခြားဂိုင်းတွေကလည်းဖိအားပေးလာခဲ့တာကြောင့်မတက်တာပဲလက်ခံလိုက်ရပြီးကိုရိုပိုင်အရင်လိုထူးခြားဆန်းပြမှုတွေလုပ်နိုင်ဖို့သာကြိတ်စုတောင်းနေကြရပါတော့တယ်တစိမ့်စုတောင်းမှာရှေ့ဆုံးကဥဆောင်နေတဲ့အဖွဲ့ကတာအုပ်ဂိုင်းကဖြစ်ပြီးသူတို့ကရှေ့ဆုံးကိုရောက်နေခဲ့တာပါတစိမ့်တွေထွက်လာတဲ့နေရာကိုရောက်ဖို့လှမ်းနေသေးတယ်ဆိုပေမဲ့အစီရင်ရဲ့ဖိနှိပ်မှုကတော့ပြင်းထန်နေခဲ့ပါတယ်တစိမ့်တွေထွက်ပေါ်လာတဲ့နေရာမှာတော့နေရာတစ်ခုရှိနေခဲ့ပြီးအဲ့နေရာကိုနှစ်ပေါင်းများစွာအတွင်းဘယ်သူမှမရောက်ခဲ့ဘူးပါဘူးဒါအပြင်တစိမ့်ကလည်းအခုတရားသာရှိတာမို့ဒီတရားကိုပဲလူကြရမှာဖြစ်ပါတယ်အများဆုံးရတဲ့အဖွဲ့ကအနိုင်ရတဲ့အဖွဲ့ဖြစ်လာမှာပါဒါပေမဲ့စွမ်းတစုံကျင့်စဉ်တစ်ခုကိုတော့ဘယ်လိုယူရမလဲဆိုတာဘယ်သူမှအခုချိန်ထိမသိခဲ့သလိုဘယ်သူမှလည်းမရခဲ့ဘူးပါဘူးဒီလိုနဲ့ကိုရိုပိုင်တစိမ့်တစ်ခုစ
ယူဖို့ကြိုးစားချိန်မှာတော့ရှင်းကိုင်းကချန်ရှန်ကကြားဖြတ်တိုက်ခိုက်နေတာကြောင့်အခက်တွေ့နေခဲ့ရပါတယ်ကိုရိုပိုင်ကအေးစစ်စစ်နဲ့ငါလိုချင်တာတစ်ခုတည်းလို့တောင်းနေခဲ့တာတော့မှချန်ရှန်ကတစ်ခုတောင်ပေးဖို့စိတ်ကူးမရှိနေခဲ့တာကြောင့်တိုက်ပွဲကိုရှောင်လွှဲလို့မဖြစ်နိုင်တဲ့အခြေအနေတစ်ခုကိုဆိုက်ရောက်လာခဲ့ပါတယ်ကိုရိုပိုင်ကအဆုံးထိတိုက်ပွဲကိုရှောင်လွှဲနိုင်စေဖို့သူ့ရဲ့တက်ရှိချမ်းအစွမ်းကိုသုံးပြီးဂိုင်းသုံးကရဲ့ရှေ့ဆုံးရောက်အောင်တော့ကတစိမ့်ကိုယူပြီးတားရဲ့ပြင်လေးကိုလှမ်းဖမ်းခိုင်းခဲ့တာပါတားရဲ့ပြင်လေးကတစိမ့်ပြားကိုလမ်းယူချိန်မှာတော့ရှင်းကိုင်းကတားရဲ့ပြင်လေးကိုအချိန်မီလှမ်းဖမ်းလိုက်ပြီးကောင်းကင်ကမီလုံးတွေကလည်းတားရဲ့ပြင်လေးစီကိုဓာတ်ရဲ့ကျဆင်းလာနေခဲ့ပါပြီဒါကြောင့်ကိုရိုပိုင်ကတားရဲ့ပြင်လေးကိုကယ်ဖို့လုပ်လိုက်ပြီးချန်ရှန်ကကိုရိုပိုင်ကိုတားထားဖို့ကြိုးစားလိုက်ပါတယ်ဒီလိုနဲ့သူတို့နှစ်ယောက်ကြားရှောင်လွှဲလို့မရတဲ့ရန်ပွဲတစ်ခုဖြစ်လာပြီးကိုရိုပိုင်ကအတားဆီးကိုချိုးပြတ်ကတားရဲ့ပြင်လေးကိုအရကဲတင်ခဲ့ပါတယ်ဆက်ပြီးလေငါ့ကိုတိုက်ခိုက်နေတာခွင့်လွှတ်လို့ရတယ်ဒါပေမဲ့ငါတောင်းကိုအထီးကံလုပ်တဲ့အတွက်အခုချိန်ကစပြီးရှင်းကိုင်းကကောင်းနေတစိမ့်တစ်ခုတော့မရစေရဘူးလို့ကြွေးကြော်လိုက်တာပါအဲနောက်မှာတော့ကိုရိုပိုင်ကပြိုင်ပွဲကွင်းရဲ့တားဆီးတွေအားလုံးကိုထိတ်တိုက်တိုးဖြတ်တန်းကတောင်းတဲ့အနီးဆုံးကိုဆက်သွားနေခဲ့ပါတယ်ကျန်တဲ့သူတွေကတော့ကိုရိုပိုင်တည်ခြင်းနေတဲ့ထင်ပြီးလောင်ရင်နေကြပေမဲ့တဖြည်းဖြည်းနဲ့တားမြစ်ချက်တွေအားလုံးကကိုရိုပိုင်ကိုထိခိုက်မှုမရှိနေတာမြင်ရတာကြောင့်ဒါကလှည့်စားနေတာလားလို့စတင်တန်တရားဖြစ်လာကြပါတယ်ဒါပေမဲ့သူတို့အားလုံးမသိတာကတော့ကိုရိုပိုင်ရဲ့လိတ်တယ်ကိုစွမ်းပါပဲဒီတယ်ဦးကဘယ်ကလာတဲ့ဘလူရတနာမျိုးမှန်းအောင်ဘယ်သူမှသိကြတာမဟုတ်တဲ့အပြင်ကိုရိုပိုင်ကိုအသက်ဘေးကနေချင်းချင်းကဲနေခဲ့တဲ့ရတနာတစ်ခုဖြစ်တာမို့သူတို့မသိတာကလည်းအစမ်းတော့မဟုတ်ပြန်ပါဘူးဒီလိုနဲ့ကိုရိုပိုင်ကတစိမ့်ခု20ကျော်ကိုတတရာယူသွားခဲ့တဲ့အပြင်ရှင်းကိုင်းကလူတွေကိုလည်းလောင်ရင်နေခဲ့သေးတာပါကိုရိုပိုင်ကိုဒေါသထွက်လာတဲ့ရှင်းကိုင်းကတော့သူတို့ရဲ့ပုံရိပ်အောင်မမ်မီကြီးနဲ့ကိုရိုပိုင်ကိုအပြင်းထန်တိုက်ခိုက်နေခဲ့ပြီးဒီတစ်ခေါက်မှလည်းကိုရိုပိုင်ကရှင်းကိုင်းနဲ့စစ်ကိုင်းကြရန်ဖြစ်အောင်ထပ်မွေပေးလိုက်ပြန်ပါတယ်ဒါကြောင့်နှစ်ကိုင်းသူသားတဲ့ငါသားတဲ့ပြိုင်ရင်းကြရင်ချန်ရှန်ကတော့တတိရှိတယ်ဆိုရင်ပိုင်ဆောင်ချွန်းကိုဘယ်သူရင်တက်နိုင်မလဲပြိုင်မယ်လို့ပြောကသဘောတူညီမှုရသွားခဲ့တာပါကိုရိုပိုင်ကလည်းသူပြစ်လိုက်တဲ့များကသူ့စီပြန်လာခဲ့တာကြောင့်အခြေအနေမှန်တာကိုတွေးပြီးအန်ဒီရဲ့ကင်းအောင်လို့ရှေ့ကိုပဲထွက်ပြေးသွားခဲ့ရပါတယ်တစ်ချိန်လုံးရံမွေးတဲ့ဝင်မပါခဲ့တဲ့တာအိုကိုင်ကကိုရိုပိုင်ရှေ့ရောက်လာတဲ့အခါမှာကိုရိုပိုင်ကိုဖယ်ထုတ်ပစ်ဖို့စကြိုးစားလာခဲ့တာပါဒါပေမဲ့ကိုရိုပိုင်ကစေလုံးထောင်ချောက်တွေကိုနေရာနဲ့မှချထားခဲ့တာကြောင့်သူတို့ခိုင်းသုံးခိုင်းလုံးဝိုင်းတားချိန်မှာအားလုံးကိုဖောက်ခွဲချလိုက်ပြီးအကုန်လုံးလည်းဆေးစွမ်းတဲ့ဦးကြောင်ကြားဖြစ်ကုန်ခဲ့ကြရတာပါတာအိုကိုင်ကလူတွေကျင့်ကြံခြင်းအုံမြစ်ကခိုင်းမာနေတာကြောင့်ယူသွမှုကိုအားလုံးထဲမှာအလင်းမြန်ထိန်းချုပ်နိုင်ခဲ့ပြီးကိုရိုပိုင်ကလည်းတဖြည်းဖြည်းနဲ့ကန့်တက်နေမြေနာကိုနီးတဲ့နီးနေခဲ့ပါပြီကန့်တက်နေမြေနာနီးလာတဲ့နေများမိုးချိုးတွေရဲ့စွမ်းအားကပြင်းထန်လာတာကြောင့်လိတ်တယ်ဦးစွမ်းတဲ့တောင်မှတောင်းခံနေဖို့မဖြစ်နိုင်တော့တဲ့အခြေအနေရောက်လာခဲ့ပါတယ်ဒါကြောင့်ပဲကိုရိုပိုင်ကသူ့ရဲ့သက်ရှိကျန်တဲ့ကအတူရာကိုတဲ့အစွမ်းကိုတွန်းအားတစ်ခုဖြစ်တုံးကတားမြစ်နေမြေရှိရာတောင်ပေါ်စီလန့်ထွက်သွားခဲ့တာပါတားမြစ်နေမြေပေါ်ကိုရောက်သွားချိန်မှာတော့အဲ့နေရာရှိုးဝက်နေမြေတစ်ခုလိုဖြစ်နေခဲ့ပြီးကြောက်တိုင်တစ်ခုလည်းရှိနေခဲ့ပါတယ်အခုချိန်မှာတော့ကိုရိုပိုင်ကတားမြစ်နေမြေဆိုတာကလိန်ညာမှုတစ်ခုဖြစ်ပြီးဒါကပဲနောက်ဆုံးစမ်းသပ်မှုဆိုတာကိုနားလည်သွားခဲ့ရပါပြီသူကအားလုံးရဲ့ပေါ်ဆုံးမှာရောက်နေတာကြောင့်အားလုံးကိုတောင်းပေါ်မရောက်ဘူးတဲ့ရင်လာခဲ့ကြလေငါတို့ဒီမှာရတနာတွေရနေပြီးဘာညာလို့အော်ဟစ်နေခဲ့တာပါဒါကြောင့်ပဲကျန်တဲ့ဂိုင်းသားတွေလည်းပေါက်ကွဲလာကြပြီးကိုရိုပိုင်လည်းအခြေအနေကြီးကျင်းနေခဲ့ပါတယ်ဆက်ပြီးကြောက်တိုင်ကိုလက်နဲ့မိလိုက်ချိန်မှာတော့အစီရင်တစ်ခုတက်ဝင်သွားခဲ့ပြီးကိုရိုပိုင်စုဆောင်းထားတဲ့တစိမ့်ပြားတွေအားလုံးကိုကြောက်တိုင်ကစုပ်ယူသွားခဲ့ပါတယ်ဒါနဲ့နေမရသေးပဲတခြားဂိုင်းသုံးဂိုင်းကတစိမ့်တွေအားလုံးကိုလည်းကြောက်တိုင်ကပြန်စုပ်ယူပစ်လိုက်တာပါတစိမ့်တရားပြည့်သွားချိန်မှာတော့ရှင်းခုံတောက်ကြည့်ဂိုင်းရဲ့အမွေနှစ်တောင်လူသားကျင်းစင်ပေါ်ထွက်လာခဲ့ပြီးအဲ့ဒီအမွေနှစ်ကိုပိုင်ဆိုင်သွားခဲ့သူကတော့ကိုရိုပိုင်ပါအဲ့ဒီချိန်မှာပဲရှင်းခုံတောက်ကြည့်ဂိုင်းရဲ့ဂိုင်းသားတစ်ယောက်ကနှစ်တစ်ထောင်အတွင်းဘယ်သူမှမရခဲ့တဲ့အမွေနှစ်ကိုကိုရိုပိုင်ရသွားကြောင်းရှင်းခုံတောက်ကြည့်ဂိုင်းရဲ့တမန်တော်စီကိုသတင်းပို့ခဲ့တာပါရှင်းခုံတောက်ကြည့်ဂိုင်းရဲ့တမန်တော်ကတော့သူ့လူတွေကိုကိုရိုပိုင်မသိအောင်စောင့်ကြည့်ပေးကြဖို့အမိန့်ပေးခဲ့ပါတယ်အမွေနှစ်လူပွဲထဲမှာတော့နောက်ဆုံးအမွေနှစ်ရသူပေါ်ထွက်လာပြီဖြစ်လို့တားမြစ်ချက်တွေအားလုံးလည်းပျောက်ကွယ်သွားခဲ့ပါပြီတိတ်မကြခင်ချိန်တွင်ပို့ဆောင်ခြင်းစီရင်ပွင့်လာမှာဖြစ်ပြီးကြာရှုံးသွားတဲ့ဂိုင်းသုံးဂိုင်းကတပည့်တွေကတော့ဒီချိန်တွင်းမှာပဲကိုရိုပိုင်ကိုအပြည့်တက်တက်ပစ်နိုင်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်ဘိုးဘေးဟန်ကျုံလည်းစိုးရိမ်နေခဲ့ပြီးကိုရိုပိုင်ကတော့ဂိုင်းသုံးဂိုင်းရဲ့တိုက်ခိုက်မှုတွေကိုတဲတန်ခုခံနေခဲ့ရတော့တာပါအဲ့ချိန်ကိုရိုပိုင်တူလောင်အိတ်တွေကထာရလိတ်လေးကတော့အမြူတေစင်းရောက်တရားလောက်ကမင်းကိုခုလိုတွေးကြောင်နေစေတာလားအဲ့လောက်ကောင်လေးတွေကိုငါတစ်ချက်អော်လိုက်အောင်နဲ့အယိုးတွေကစိတ်နေအောင်ကြောက်သွားစေနိုင်တယ်လို့အားချောင်လိုက်တာပါကိုရိုပိုင်လည်းအဲ့ဒါဆိုလည်းမင်းလှုပ်လိုက်လေလို့ပြောပေမဲ့လေးလေးကတော့အခုမှငါနိုးလာတာလှုပ်ရှားမှပြင်းတယ်လို့ပြန်ပြောလိုက်ပါတယ်ကိုရိုပိုင်ကတော့မင်းလေကြီးမနေနဲ့ဒီနေရာမှာငါတေးသွားရင်မင်းကိုဘယ်သူကမှယတနာရှာဖို့ကူပြီးတော့မှမဟုတ်ဘူးမင်းတယောက်တည်းအဆင်ပြေမယ်များမှတ်နေလားလို့တရက်ဆက်ပြောနေခဲ့တာပါအဆုံးမှာတော့လေကလေးကကဲငါကူမယ်ငါ့ကိုအဲ့ကောင်နေစီပြစ်လိုက်လို့ပြောကကိုရိုပိုင်လည်းမယုံမိမဲ့တစ်ဖက်ကလူများနေတာကြောင့်လေကလေးကိုသူ့ရန်သူတွေစီပြစ်ပေးခဲ့ပါတယ်ဒါပေမဲ့လေကလေးကတစ်ဖက်လူတွေပုံရိပ်အောင်တွေကိုတော့အตาရထိုးဖောက်ပစ်နိုင်တဲ့ပြင်တခိုင်းလုံးကကောင်တွေရဲ့မျက်နှာပေါ်မှာလည်းသူ့ရဲ့လက်ဝါးရတွေထင်အောင်လို့ပါလိုက်ရိုက်ပေးလိုက်ပါတော့တယ်ဒီလိုနဲ့လေးရတာခလန်ရတဲ့လူတွေဒေါသအားထိမ့်မရအောင်ဖြစ်လာခဲ့ပြီးအဒေါသတွေအားလုံးကလည်းကိုရိုပိုင်စီပုံကျလာခဲ့တာပါကိုရိုပိုင်ကတော့လေကလေးကကိုနဲ့မိုင်းနေခဲ့ပြီးချစ်ကိုင်းစီလိတ်ကိုပြစ်လိုက်ချိန်မှာတော့နာဘူးလေးရနှာခေါင်းသွေးတွေပါရှမ်းထွက်လာခဲ့ရတာပါဒါပေမဲ့အမျိုးသမီးကျင့်ကြံသူကကြောက်အားလန့်အားနဲ့ပြန်ပစ်ထုတ်လိုက်တာကြောင့်ကိုရိုပိုင်စီပြန်ရောက်လာခဲ့ပြီးကိုရိုပိုင်ကမေးလိုက်ချိန်မှာတော့သူစိတ်တူသွားလို့နှာခေါင်းသွေးရှမ်းသွားတာဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်ဒီလိုနဲ့လေကလေးကဂိုင်းသုံးခုလုံးကလူတွေရဲ့မျက်နှာတိုင်းမှာသူ့လက်ဝါးရတွေကိုချန်ထားခဲ့ပြီးဒီလက်ဝါးရတွေကနဖျားတစ်ပိုင်းအဆင့်တွေတောင်မှဖြတ်ဖို့မလွယ်ကူပါဘူးဒါကြောင့်တရားပါမှတ်သားတစ်ခုဖြစ်လာတော့မှဖြစ်ပြီးရိုက်ခံလိုက်ရသူတွေကတော့ဒေါသတကြီးကိုရိုပိုင်ကိုတက်ရတနာတွေကိုလူဖို့ပိုအားဆိုင်လာကြပါတော့တယ်လေကလေးကတော့လုံလောက်အောင်ပြဿနာရှာပြီးပြီမို့လို့သူဆက်မချနိုင်တော့ဘူးကိုပြဿနာကိုရှင်းလိုက်တော့လို့ပြောကကိုရိုပိုင်တူလောင်ရင်တွေကိုတတရာပြန်ဝင်သွားခဲ့တာပါကိုရိုပိုင်တယောက်လည်းရှင်းနေငါးကမှထောင်လုံးလုံးကြားစုသလိုထွက်ပြေးဖို့ကလွယ်ရွေးစရာမရှိချင်နေရောက်သွားခဲ့ပါပြီကံကောင်းစွာနဲ့ပဲအဲအချိန်မှာပိုးဆောင်ခြင်းစီရင်ပွင့်လာတာကြောင့်သူလည်းပြေးထွက်လိုက်နိုင်ခဲ့ပြီးဘိုးဘေးတွေရှေ့မှာရောက်လာခဲ့ပါတော့တယ်ကျန်တဲ့ခိုင်းသားတွေလည်းရှေ့စင်းနောက်စင်းရောက်လာခဲ့ပြီးသူ့ထက်ငါလူရဲ့သူမားတဲ့ငါမှန်နဲ့တိုင်နေကြပြီးကိုရိုပိုင်ကတော့သူ့တယောက်တည်းကိုဝိုင်းနိုင်ခြင်းငယ်ကြောင်မျက်နှာငယ်လေးနဲ့ပြန်ပြောပြနေခဲ့တာပါတားရဲလေးကိုလည်းမျက်ရည်ပြလိုက်ပြီးသူ့အတွက်တားရဲလေးကတေဆုံးသွားနိုင်တဲ့တန်ရရသွားတာမို့
လို့တည်သွားတော့မှလို့ပြောချိန်မှာတော့တားအေးလေးလေးတေးချင်အောင်ဆောင်ပြလိုက်ပါတယ်ဒီလိုနဲ့တခြားကန်းကလူတွေလည်းဘာပြောရမှန်းမသိစွန့်အားနေခဲ့တာပါတစ်ဆက်တည်းမှာတော့ကိုရိုပိုင်ကိုမတရားတဲ့နီးလက်တွေနဲ့ပြိုင်ပွဲကိုလှည့်စားပြီးအနိုင်ယူတယ်လို့ဆွဆွဲကျင်နေကြပါသေးတယ်ဒါပေမဲ့ရှင်းခုတ်တောကြီးကိုင်းကိုယ်စားလှယ်ပေါ်လာခဲ့ပြီးဒီပွဲမှာကိုရိုပိုင်တယောက်ပဲအနိုင်ရကြောင်းနဲ့ဒီရလက်ကအတီးဖြစ်ကြောင်းကြေညာလိုက်တာကြောင့်တခြားကိုင်းတွေလည်းတွန်းမတက်ရဲဖြစ်သွားရပါတယ်